တာပေါင်းနာခွာလူကိုရှောင်လူဘဝဆိုတာခရီးချီတစ်ခုနဲ့တူပါတယ်ဒီခရီးမှာကျွန်တော်တို့ဟာလူအမျိုးမျိုးစိတ်ထွေတွေနဲ့ကြုံတွေ့ရကြပါတယ်အဲ့ဒီထဲမှာအနေရရှိဆုံးလူတွေကတော့တာပေါင်းနာခွာလူစားမျိုးတွေပါပဲတာပေါင်းနာခွာလူဆိုတာဘလို့လူမျိုးလဲသူတို့ဟာတင်ကောင်းစားနေခြင်းအစဉ်ပြေနေခြင်းမှာအနားမှာရေးလိုကတ်နေတတ်ကြပါတယ်ခြူသာတဲ့စကားတွေမျှောက်ပြမှုတွေနဲ့တင်အနားမှာနေရာယူထားတတ်ကြပါတယ်ဒါပေမဲ့တင်အခက်ခဲနဲ့ကြုံလာတဲ့အခါလောကဒဏ်ရဲ့ရက်ခတ်မှုတွေကြောင့်နာကျင်နေရတဲ့အခါမှာတော့သူတို့ဟာရေးလိုပဲပျောက်ကွယ်သွားတတ်ကြပါတယ်ဘာကြောင့်သူတို့ကိုချောင်ရမှာလဲဒီလိုလူတွေကိုနားမှာထားခြင်းဟာတင်းရဲ့စွမ်းရည်တွေကိုကုန်ခန်းစေပါတယ်စိတ်တကြခြင်းစေခြင်းတင်းတကယ်အကူအညီလိုရခြင်းမှာသူတို့ရဲ့လက်လူရှိမှုကိုခံရတဲ့အခါတင်းကိုတင်အားငယ်တတ်လာတယ်ဒိုးတမ်းမှုကိုနှောင့်နှေးစေခြင်းသူတို့ဟာတင်းရဲ့အောင်မြင်မှုပေါ်မှာသာအခြေခံပြီးပေါင်းတာဖြစ်လို့တင်းကိုယူသားတဲ့ကြံကြံကောင်းတွေပေးမှာမဟုတ်ပါဘူးယုံကြည်မှုကိုပြပြခြင်းလူတိုင်းကိုမယုံကြည်တော့တဲ့စိတ်တန်ရာတွေကိုသူတို့ကပေးသွားတတ်ပါတယ်ကိုပြန်လဲတိဆောက်ပါတာပေါင်းတော်ဟောလူတွေကိုတည်ပြင်းနားလည်သွားပြီဆိုရင်ဝမ်းနည်းနေဖို့မလိုပါဘူးဒါဟာတင်ဘဝအတွက်အမိတ်သိမ်းရမယ့်အရှင်ကိုရောက်ပြီလို့မှတ်ယူလိုက်ပါစစ်ထုတ်ပါတင်ပတ်ဝန်းကျင်မှာရည်သွေးရှိတဲ့လူအနှဲငယ်ရှိအောင်နဲ့လုံလောက်ပါတယ်ကိုအားကိုပါအထာကြီးအထာနော်နာတော်ဆိုတို့ကိုယ့်ရဲ့အောင်မြင်မှုနဲ့ရည်တည်မှုကိုသူတစ်ပါးပေါ်မှာအရှိမခံပါနဲ့သင်ခန်းစာယူပါဘသူကိုဘယ်လောက်အထိယုံကြည်ရမလဲဆိုတဲ့အတိုင်းအတာကိုဒီလူတွေကနေစီသင်ယူလိုက်ပါလူဆိုတာပေါင်းတဲ့အတိုင်းဖြစ်တတ်ပါတယ်။တင်းဘဝကိုတိုးတက်စေခြင်းရင်တင်းကိုအခက်အခဲတွေကြားတဲ့ကလက်တွဲခေါ်မဲ့သူရိုးသားသောဝေဖန်ထောက်ပြမဲ့သူတွေကိုပဲအနားမှာထားပါ။တာပေါင်းတော်ခွာလူတွေကိုခြုံချလိုက်ခြင်းကတင်းဘဝရဲ့အောင်မြင်မှုတကားကိုဖွင့်လိုက်ခြင်းပဲဖြစ်ပါတယ်။တင်းဟာအာကိုတိုက်သူဖြစ်နေသူရဲ့တင်းမှာခိုင်မာတဲ့ရည်မှန်းချက်ရှိနေသူရဲ့ဘသူတွေထွက်သွားတင်းဟာမတုံမလုပ်ပဲရှေ့ဆက်နိုင်သူဖြစ်ပါလိမ့်မယ်။